ဦးကြီးတို့ခင်ဗျအစိမ်းအောင်လန် software တွေမှာလေကျွန်တော်တို့ Facebook တို့ TikTok လို့လုံးမှာမျိုး like ပေးတာ comment ရေးတာပြီး share လုပ်တာစတာတွေလုပ်လို့ရတယ်ဆိုတာမျိုးသိပြီးပါပြီလားခင်ဗျမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကျွန်တော်ကပေါ့နော်အစိမ်းအောင်လန် software ရဲ့ပုတ်ပုတ်ပါပါလှုပ်ဆောင်ချက်လေးတွေဖြစ်တဲ့ဒီ like ပေးတာပြီးရင် comment ရေးတာ share လုပ်တာစတဲ့လှုပ်ဆောင်ချက်လေးတွေကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီအစိမ်းအောင်လန် software တွေကိုဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အစိမ်းအောင်လန်ရဲ့ feed လေးရပေါ်လာဖြစ်တယ်ပေါ့နော်ဒီ feed မှာကျွန်တော်တို့ဒီဘယ်လိုပြောမလဲpost လေးတွေတက်လာပြီပေါ့နော်post လေးတွေတက်လာပြီဆိုလို့ရှိရင် post လေးတွေရဲ့အောက်မှာကျွန်တော်တို့ဒီဘယ်ဘက်ရှမ်းမှာလက်မလေးရှိရယ်ညာဘက်ရှမ်းမှာအသေးလေးရှိရယ်ပေါ့နော်ဟိုကဒီ post ကိုနှစ်သက်တယ်ဆိုလို့ရှိရင်ဒီလက်မလေးထောင်လို့လည်းရတယ်ပြီးရင်အသေးလေးလည်းပေးခြင်းတယ်ဆိုလို့ရှိရင်လည်းအသေးလေးပေးလို့ရတယ်ပေါ့နော်ပြီးရင်ကိုကဒီ post နဲ့ပတ်သက်ပြီးတော့ပေါ့နော်မှတ်ချက်ပေးခြင်းတယ်ဆိုလို့ရှိရင်အဲ့ဒီမှာပါဝင်ဆွေးနွေးမည်ဆိုတဲ့ box ကလေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာ post တစ်ခုလုံးပေါ်လာမယ်ပေါ့နော်ပြီးရင်ပါဝင်ဆွေးနွေးမည်လေးကိုထပ်နှိပ်ပြီးရင်ကျွန်တော်တို့ကကိုပေးခြင်းနဲ့ဒီ comment လေးပေးလို့ရတယ်ပေါ့နော်ဥပမာကျေးဇူးပါဆရာစသဖြင့်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကဘေးမှာရှိတဲ့ညားလေးကိုတစ်ချက်နှိပ်ကြည့်လိုက်ပေါ့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကcomment လေးရောက်သွားမှာဖြစ်တယ်ပေါ့နော်comment လေးရောက်အောင်ဆိုတော့နောက်ထပ်ကကြတော့ဒီကိုကဒီ post တွေကို share လုပ်ရှင်နေဆိုလို့ရှိရင်လည်း share လုပ်လို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်အမေးပြေကဏ္ဍက post လေးတစ်ခုကျွန်တော်စီမှာတက်လာတယ်ပြီးရင်အဲ့ post လေးရဲ့ဘေးမှာပေါ့နော်ကျွန်တော်တို့ဒီ asset ကလေး30ရှိရပေါ့နော်asset ကလေး30ကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဆိုတော့နှိပ်လိုက်လို့ရှိရင် post တစ်ခုလုံးမြင်လိုက်ရမယ်ပြီးရင် asset ကလေး30ကိုကျွန်တော်ထပ်ပြီးနှိပ်ကြည့်လိုက်မယ်ဟုတ်ဒီ asset လေး30ကကျတော့ကျွန်တော်တို့ share လုပ်တာမဟုတ်ဘူးပေါ့နော်ဒါကကျတော့ကျွန်တော် report လုပ်တဲ့ဟာပေါ့နော် report လုပ်တဲ့ဆိုတာကကျတော့ဒီပေါ့နော်မသိတော်တဲ့ post တွေကိုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီအစိမ်းအောင်လိုင်းရဲ့ admin team ကိုတိုင်ကြားတဲ့ပုံမျိုးပေါ့နော်ဥပမာလောင်းကစား post တွေလားပေါ့နော်တခြားမသိလျော်တဲ့ post တွေလားအဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ asset လေး30ကိုနှိပ်ပြီးတော့အစိမ်းအောင်လိုင်းadmin team ကိုကျွန်တော်တို့ကတိုင်ကြားလို့ရတယ်เนาะဒီမှာဆိုလို့ရှိရင်တရားမဝင်ကုန်ပစ္စည်းကြော်ညာလားမသက်ဆိုင်တဲ့အကြောင်းအရာလားညဉ့်ညမ်းအကြောင်းအရာတွေလားပေါ့เนาะရွေးလို့ရတယ်ပြီးရင်တိုင်ကြားချက်ပို့မည်ဆိုတာလေးကိုကျွန်တော်တို့ဒီအစိမ်းကိုနှိပ်လို့ရတယ်ပေါ့เนาะဒီဒါပေမဲ့ကျွန်တော်တို့ဒီဟာကိုအဆုံးထိစမ်းမပြတော့ဘူးเนาะဘာလို့လဲဆိုတော့ဒါကကျွန်တော် subview နဲ့ပတ်သက်တဲ့ post လေးဖြစ်တယ်ပေါ့เนาะပြီးရင်ဆောနာကကျွန်တော်ပြောတဲ့ဒီ post ကို share နေတယ်ဆိုတာမျိုးကြတော့ပေါ့เนาะကျွန်တော်တို့ဒီpost လေးရဲ့အောက်နားမှာပေါ့เนาะဒီဘယ်ဘက်ရှမ်းမှာလက်မလေးရှိရယ်ညာဘက်ရှမ်းမှာ share icon လေးရှိရယ်ပေါ့เนาะကျွန်တော်အဲ့ဒီ share icon လေးကိုတစ်ချက်နှိပ်ကြည့်လိုက်မယ်ပေါ့เนาะအဲ့ဒီမှာဆိုလို့ရှိရင်ပဲကျွန်တော်တို့ကဒီ Facebook Viberပြီးရင်ကျွန်တော်တို့ Messenger စတဲ့ဒီ software လေးတွေပေါ်လာမယ်ပေါ့နော်အဲ့ဒါလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ကကိုယ့်ရဲ့ဒီတငယ်ချင်းတွေစီကိုပြန်ပြီးတော့ share လုပ်ပြီးလို့ရတယ်ပေါ့နော်ဆိုတော့နောက်ထပ်တစ်ခုကကြတော့ဒီမှာပေါ့နော်ကျွန်တော်တို့တခြားသောဒီအစိမ်းအောင်လန်းအသုံးပြုသူတွေရှိရပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းဒီဖြိုးဆိုတဲ့အသုံးပြုသူရှိရပေါ့နော်ကိုကဒီအသုံးပြုသူနဲ့ပတ်သက်ပြီးတော့ဒီအဆင်မပြေတော့ဘူးကျွန်တော်ဥပမာအနေနဲ့ပြောတာနော်ဒီ account ကအဆင်မပြေဘူးလို့ပြောတာမဟုတ်ဘူးဥပမာအနေနဲ့အဆင်မပြေတဲ့ဒီသုံးဆွဲသူများကိုနဲ့တွေ့လာလို့ရှိရင်ကိုကအဲ့ဒီသုံးဆွဲသူတို့ account ကိုblock လုပ်ထားလို့ရတယ်နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် assign လုပ်ပြန်ပေါ့နော်ဒီကျွန်တော်တို့ကဒီမှာပေါ့နော်ဒီ account ပိုင်ရှင်နာမည်လေးကိုတစ်ချက်နှိပ်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီ account ပိုင်ရှင်နဲ့ပတ်သက်တဲ့ဒီအကြောင်းအရာလေးတွေဒီမှာပေါ့နော်ကျွန်တော်တို့စပြီးပေါ်လာတယ်ပေါ့နော်ပေါ်လာပြီးလို့ရှိရင်သူ့ရဲ့ဒီအပေါ်ဆုံးဘေးလေးမှာအဆက်430ရှိရပေါ့နော်အဲဒီဆက်430မှာဆိုလို့ရှိရင်ဆိုတော့တိုင်ကြားဆိုတာရှိနေပြီး block me ဆိုတာရှိမယ်ပေါ့နော်ကိုကဒီအသုံးပြုသူကိုမတွေ့ကျင်တော့ဘူးဆိုလို့ရှိရင် block me ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့ block လိုက်လို့ရတယ်ပေါ့နော်ဆိုတော့block လုပ်မယ်ဆိုလို့ရှိရင်တော့တေချာပါတီဆိုတာလေးကိုတစ်ချက်နှိပ်လိုက်တကယ်လို့ကိုကမလုပ်တော့ဘူးဆိုတော့မလုပ်တော့ပါဆိုတော့လေးကိုနှိပ်ပေါ့နော်ကျွန်တော်တော့မလုပ်တော့ဘူးဆိုတော့မလုပ်တော့ပါလေးကိုနှိပ်ပေါ့နော်ဆိုတော့
ကို blog လုပ်ထားတဲ့လူတွေကိုဘယ်မှာပြန်မြင်ရမလဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်ပြပေးမယ်အဲ့ဒါကကျတော့ဒီအပေါ်ဆုံးတောင်းမှာရှိရဲကိုယ့်ရဲ့ profile ပုံလေးကိုတစ်ချက်နှိပ်ပြီးပြင်ဆင်ချက်များကိုတစ်ချက်နှိပ်ပြီးရင်အဲ့ဒီမှာ blog လုပ်ထားသူများစီးရင်ဆိုတာရှိရပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကို blog လုပ်ထားတဲ့လူတွေကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်ပြီးရင် blog လုပ်ထားတဲ့လူများစီးရင်မှာပေါ်နေတဲ့ blog လုပ်တဲ့လူကိုsorry ကို blog လုပ်ထားတဲ့လူကိုပြန်ပြီးတော့ blog ဖြည့်ခြင်းလဲဒီစရင်းကနေလာပြီးတော့ဖြည့်လို့ရတယ်เนาะဆိုတော့ကျွန်တော်ကတော့ဒီမှာblog ထားတာတရားမှမရှိဘူးပေါ့နော်ဆိုတော့ဒီနေ့တော့ကတော့ဒီလောက်ပါပဲခင်ဗျာနောက်လာမယ့်ဗီဒီယိုတွေမှာလည်းစိမ်းအောင်လိုင်းရဲ့ဒီလုံးဆောင်ခြင်းဒီနဲ့ပတ်သက်လို့ဒီဗီဒီယိုလေးတွေထပ်မံပြီးတော့မျှဝေသွားမှာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။